အဲ့တော့ဒုက္ခရစရိယကျင့်လို့ဖျားဖြစ်တာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားအဲ့ဒါကိုပွင့်ပွင့်လင်းလင်းပြောတာဒါဖြင့်ဘာဖြစ်လို့ဒုက္ခရစရိယကိုအချိန်ဖြုံးပြီးတော့6နှစ်တောင်ကျင့်ရတော့ဆိုတော့မြတ်စွာဘုရားရဲ့ဒီအလောင်းတော်ဘဝကကသဝမြတ်စွာဘုရားကိုပြစ်မှားခဲ့တဲ့စကားလေးတစ်ခုရှိတယ်ပြစ်မှားမိခဲ့တယ်ကသဝမြတ်စွာဘုရားအသက်2000တန်းကပွင့်တဲ့ကသဝမြတ်စွာဘုရားပွင့်တော့ကကောရဝဘုရားလောင်းကဇောတိပါဠဆိုပုံနာပညာတတ်ပုံနာတယောက်ဖြစ်တယ်ကသဝဘုရားလည်းပြမနာမျိုးပါပဲပုံနာမျိုးပါပဲဒါပေမဲ့လို့သူကတမနာအယူဝါဒကိုယူတာဘုရားဆိုတာတမနာပဲပြမနာတွေကမကြိုက်ဘူးအဲ့ဒါတမနာနဲ့ပြမနာနှစ်ခုရှိတယ်လူတွေရဲ့ကိုယ်ဝေရဥဆောင်တာတမနာနဲ့ပြမနာနှစ်ခုရှိတယ်အဲ့ဒီမှာပြမနာတွေကမကြိုက်ဘူးဇောတိပါဠလူလင်ကသူကပြမနာဆိုတော့သူပါပြောခဲ့တော့ဆိုအဝိသဟံဇောတိပါလောသူကတံကတ္တဗန္တရာအဲ့ဒီမှာကတ္တဗမြတ်စွာဘုရားကိုတဲ့ဇောတိပါဠဘုရားတော်ကသူဘာပြောခဲ့တော့ဆိုကုတောနုဘောဓိမုံတတ္တကုတောနုဘောဓိမုံတတ္တသူတငယ်ချင်းကအဲ့တော့ကတ္တဗဘုရားရဲ့တပည့်တကာကြီးဂတိကာရအိုးရင်းတယ်ဆိုတာနောက်တော့ဂတိကာရပြမဖြစ်လာတာပေါ့နော်ဂတိကာရအိုးရင်းတဲ့ကြီးကအဲ့တော့ကတ္တဗဘုရားရဲ့အလုပ်ကျွေးတပည့်တကာကြီးအဲ့တော့သူနဲ့ပတ်သက်ပြီးပြောတာဖြစ်နိုင်တယ်ပေါ့ခုတောနုဘောဓိမုံတတ္တဒီဥပြီးကရုံကိုတော့မှဘယ်လိုလုပ်ပြီးတော့ဒီအသိဉာဏ်တူဆိုတာရှိမှလဲမုံတဆိုတာကရုံတုံးထားတာဒီကရုံမှာဘယ်လိုလုပ်ပြီးတော့အသိဉာဏ်ရှိမှာတော့ဘောဓိပရမထုံးလပါဘောဓိဆိုတဲ့အသိဉာဏ်ဟာရဖို့အမတ္တမခက်ပါတယ်ဒီလိုကရုံတုံးထားတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ရမလဲထင်သေးတဲ့တကားကိုပြောခဲ့တယ်သူအဲ့တော့ဒါနောက်ပွင့်မဲ့ဖះလောင်တော့ဖះမကြည်ညိုဘူးဖះကြည်ညိုတာမဟုတ်ဘူးဘာကြောင့်မကြည်ညိုတာတော့ဆိုတော့သူတို့ကဇာတိမန်လို့ခေါ်တယ်အဲ့ဒါဇာတိမန်ဆိုတိုင်းကောင်းတာမဟုတ်ဘူးနော်ဇာတိမန်ပြမနာတွေရဲ့ဇာတိကသူတို့မျိုးပဲသူတို့ထင်ကြီးတယ်ကျမ်းစာတွေထင်မကြည့်ဘူးသူတို့ယူဝါဒပဲထင်ကြီးတယ်ကျမ်းစာတွေထင်မကြည့်ဘူးအဲ့တုန်းကကုတောနုဘောဓိမုံတတ္တဒီကရုံးမှာဘယ်လိုလုပ်ပြီးတော့ဘောဓိညာရနိုင်မှာတော့နဲ့ဘောဓိဆိုတာအလွန်ရခဲ့တယ်လို့သူပြောခဲ့တယ်အဲ့ဒီလိုပြောခဲ့တဲ့အကုသိုလ်ကံရဲ့အကျိုးအဖြစ်6နှစ်ပတ်လုံးဒုက္ခရစရိယအကျင့်ကိုလမ်းလွဲပြီးတော့လိုက်နေရတာဘောဓိဉာဏ်သွားဖို့ရလမ်းကြောင်းကတခြားလိုက်နေတာတခြားလမ်းလွဲပြီးတော့လိုက်နေရတယ်အဲ့ဒါဒီအကုသိုလ်ကံကြောင့်လမ်းလွဲသွားတာတဲ့တေနကမ္မဝိပါကေနအစရိဒုက္ခရံဘဟုမမရွင်ရွင်နဲ့လောဘခဲနဲ့ဒီဒုက္ခရစရိယအကျင့်တွေကိုသူကျင့်ခဲ့မိတယ်သဗ္ဗတာနိရုဝေလာယဥရဝေလာတော့မှ6နှစ်တောင်ကြာခဲ့တာတတောဘောဓိမပ္ပပုနေအဲ့ဒီအကျင့်တွေကြောင့်သူကသဗ္ဗညုတဉာဏ်ကြီးကိုရပြီးတော့ဖျားဖြစ်လာတာမဟုတ်ဘူးတဲ့အဲ့ဒီအကျင့်တွေကလွဲမှားဆိုတော့သူကျင့်ခဲ့မိတာတဲ့နာဟံဣတိနမက္ကိနပပုနေဘောဓိမုတ္တမငါဟာအဲ့ဒီခက်ခဲပဲမှန်းနဲ့ဒုက္ခရစရိယအကျင့်ကြောင့်ဖျားဖြစ်သူရောက်တာမဟုတ်ဘူးတဲ့ကုံမဲ့ခေနခဝေတိတ်တံပုဗ္ဗကမေနဝါရီတောအတိတ်ဘဝလုပ်တဲ့မကောင်းမှုအကုသိုလ်ကံကနေပြီးတော့ပိတ်ဆို့ထားသည့်အတွက်ကြောင့်လမ်းကြောင်းလွဲသွားတယ်ဒုံမြန်ကြီးကလမ်းကြောင်းလွဲသွားတယ်လို့ပဲတရားကျင့်တဲ့အကျင့်တစ်ခုကလမ်းကြောင်းလွဲသွားတယ်အဲ့ဒီအကုသိုလ်ကံကနေပြီးတော့ပိတ်ဆို့လိုက်လို့မမှန်မကန်တဲ့လမ်းကြောင်းနဲ့ဘောဓိဆိုတဲ့သဗ္ဗညုတဉာဏ်ကြီးကိုရတ္တပညာသဗ္ဗညုတဉာဏ်ကိုရှာခဲ့တာတဲ့ဒီအကုသိုလ်ကြောင့်အလိုရှာခဲ့ရတာအဲ့တော့အကုသိုလ်ကမျက်စိလည်အောင်လည်းလှုပ်တတ်တယ်ဆိုတာမှတ်ထားကြ